လေးဒါជីជីတို့အိမ်မလားဗျကောင်းလေးအိမ်မလာပြီကွာမမပါဘူးဗျလိပ်စာပေးထားလဲဒီအတိကြပဲလိုင်းမော်တင်ထားတဲ့အိမ်ပုံကလည်းဒီအပိန်ပုံပဲဗျဟာအဲ့လိုဆိုဒီအိမ်မှာជីជីဆိုတာတော့မရှိဘူးကွာဟာဦးလေးကလည်းဦးလေးရတာမရှိဘူးနော်ဦးလေးသမီးနဲ့ကြိုက်လာတာကျွန်တော်2နှစ်တောင်ရှိနေပြီဗျငါမှသမီးလည်းမရှိဘူးသားတယောက်ပဲမွေးထားတာမင်းဘာလို့ပြောနေတာတော့ဦးလေးကလည်းဗျကျွန်တော်ကမိသားဖာသားပြီးလာတော့မှာပါဗျအဲ့ဒါကြောင့်ဦးလေးတို့ဘာလိုအပ်လဲဆိုတာအရင်လာအောင်စုံစမ်းတာဒီကောင်လေးနဲ့တော့ခန့်နေပြီကျွန်တော်ကជីជីကိုတကယ်ချစ်တာပါဗျဟာထွန်းကြီးသားထွက်ခဲ့ဦးမင်းမနှမအောင်မအောင်မရှိဘူးဆိုတာဒီကောင်ရှင်းပြလိုက်ဦးဟဲ့လာပြီအဖေဟဲ့အောင်ထွန်းကြီးမင်းဘာပုံစံကြီးတော့ဟာဟမ်မင်းကជីជីလားဟုတ်တယ်လေလိုင်းမော်ကြီးကြီးလေကိုယ့်ရဲ့ချစ်သူပဲလိုင်းမော်တင်ထားတာပုံစံတော့ဟုတ်တယ်ဦးလေးကျွန်တော်လူမလာတာကိုမမလေးကြီးကြီးလေကြီးကြီးပါဒီကောင်ရဲစမ်းမင်းကဘာလိုက်လို့မအောင်ဒီနေ့မင်းနဲ့ငါနဲ့တွေ့ကြပြီပေါ့ကွာငါ့ကိုမျက်နှာကိုအုံးမဲတုတ်တဲ့ကောင်အဲ့ခင်းနဲ့မလိုက်ခင်းနဲ့ငါအိမ်မားတာအဖေကလည်းဟိုမှာဖက်ပြီးသွားကိုမမဘူးဟာကောင်လေးထွန်းကြီးဟာမင်းနဲ့တော့ကွာဒီကောင်လေးအခုစတိုင်ညရမ်းမိုက်တယ်နော်ဟုတ်လားဗျကျွန်တော်ရေးတော့မချိုးရသေးဘူးခီးဆိုင်ငုတ်လို့ရှိမှာကိုဒါနဲ့လေဘေးကလေအခုကောင်မလေးလားဟုတ်တယ်လေဘာလို့လဲဟုတ်ပါပြီထားပါအဲ့ဒါလေအခုဖုန်းနံပါတ်လေးများရမလားရပါတယ်လိုက်မှလိုက်နော်အော်လာဆွန်နိုမဆနာစီနီဆွန်နိုကိုချစ်ကိုရမ်းရှစ်တာပဲနော်ဖုန်းနံပါတ်ဒီဘယ်သူပဲလာတောင်းတော့ချစ်ဖုန်းနံပါတ်ပဲပေးနေတာချစ်ကလည်းသိရသားနဲ့ကွာချစ်တယောက်တည်းကိုပဲကိုကချစ်တာယူတခြားမိန်းကလေးတွေအများတန်းလာတောင်းလိုက်ချစ်ဖုန်းနံပါတ်ကိုပေးနေကြပဲဒါပေမဲ့ကိုကယူပါလန်းတော့ဒီဖုန်းနံပါတ်ကတောင်းနေကြဖြစ်နေတော့အားနေကြတော့ခုနကောင်မလေးခေါ်လာပြီထင်တယ်ကောင်မလေးတော့တနာပါတယ်ချလိုက်ပြီဒါနဲ့ချစ်လေအိမ်နာခဏသွားအောင်မယ်နော်သွားပြီဖုန်းနံပါတ်မလိုက်အောင်မြန်မရပြီဖုန်းနံပါတ်စောလျံဆိုးပဲညကြမှာအေးဆေးကျူမယ်ကွာလာချစ်လားငါအကျွေးပေးစရာရှိရင်မပေးပဲအချိန်ဆွဲနေတဲ့ကောင်လေးကိုမတားမြင်ကတ်တာကွာငါမင်းကိုကျွေးပေးစရာရှိသေးရမလားဟုတ်သားမင်းမပြောရင်ငါမေ့အောင်မေ့နေပြီတမျိုးမထင်နဲ့နော်ငါကောင်ဘလောက်ပေးရမှာပါလဲ2600လေကွာပြီးခဲ့တဲ့လာမင်း15ရက်နေ့ရ2နာရီ45မိနစ်5စက္ကန့်မှာလေမုံဆိုင်ပါလေကွာ2000ကငါဖုန်းနဲ့လွှဲလိုက်တာလေနောက်တဲ့6000က9000တန်ချက်ကျွတ်လေးနဲ့1000တန်ချက်ကျွတ်လေးအစ်လေးအေးမင်းတော်မကွာမိချင်းနဲ့ပါမုံဝယ်စီတယ်အဲ့ဒီဘေးစာရွက်တော့ငါစီရှိသေးရထင်တယ်ရှားမနေပါနဲ့တော့ကွာငါခုပြန်ဆက်လိုက်မယ်ငါမင်းကိုဆိုလိုတာမဟုတ်နော်မင်းမပြောရင်အဲ့ကိစ္စ9000မေ့နေပြီအေးပါကွာမင်း2600မွန်လားတငယ်ချင်းကွာအဲ့လောက်လေးနဲ့ကိစ္စမရှိပါဘူးကွာမင်းမပြောရင်ငါမေ့တော့မေ့နေပြီကွာပြောငါကောင်ရောရှင်းသွားပြီနော်ရပါတယ်ဆိုကွာမင်းကလည်းဘာအေးအောင်ချိုးမင်းဘာလို့ဖုန်းနေလဲဆော့တော့ငါချိုးပေးပြမှာပဲဖုန်းနေတဲ့ဆော့လို့ရှိရင်တော်ငါနီးလို့ဟဲ့မိုးချုံမကြီးချိုးပေးတာမချီဘူးခေါင်းလားခုလားအမေကဘာသိလို့တော့မစောနဲ့လို့ပြောနေတာဖုန်းလေးလူးလိုက်နေတဲ့ဟာကြီးကိုဘယ်လိုလုပ်ရမလဲလောင်းလို့ပြောနေတာအေးပဲထက်ရိုက်မှာအေးပတ်ကြီးသူ့ကိုပဲထက်ရိုက်မှာဖုန်းနေတဲ့မစောနဲ့လို့ပြောနေတာလူးလိုက်နေမှာတော့အေးတုံအေးအနောက်နေစော့ချင်နောက်နေစော့ချင်အေးနောက်နေလောင်းနင်းနေချိုးဖြားရင်ထက်ရိုက်မှာလို့ပြောနေတာနော်အေးဖြားရင်ထက်ရိုက်မှာပြောပြီးသားလောင်းလေပါရဲ့နော်လောင်းချီမချီဘူးတော့ဖြားရင်ထက်ရိုက်ခံရမယ်မတယောက်တော့နော်တယောက်တော့ဘာတယောက်တော့တုံပုံလေတော်နင်တို့ကဘာလေတယောက်တော့လုံနေရတော့ငါပစံကြီးကြလို့ငါကောက်တာလေတော့ပါဦးမာကျွန်တော်တို့မောင်နှမလည်းလုံးပြရမရှိတော့ကြတာနဲ့ရမလားလို့ကောင်းပြီသားပါတိုင်းရောရဲ့ဒီမှာလည်းလမ်းခွဲမယ်ကွာနောက်မှတွေ့မယ်နောက်နေ့မှတွေ့မယ်ကဲဟဲ့အောင်တားရင်ငါလည်းကိုတော့မကွာငါလည်းပြန်တော့မှာငါပြောင်းမှုလေးတစ်ခုတော့ဟူကောင်နဲ့လာတူနေတော့မင်းအိမ်မပြန်မင်းနဲ့ဘာလုပ်နေရမင်းလည်းမထူလို့မင်းလည်းပြောင်းမှုလားစားရပဲလေဟိုကောင်လည်းဦးနောက်မှာစားနေတာမလားဝါကြည့်မယ်ဟေးအောင်တိုင်းနိုင်ပြန်ကြီးလို့စားပါလေကွာမင်းနဲ့လည်းတူပဲဟောတော့ကကျန်းလူတွေပေါင်းမိနေရနောက်မင်းတို့အဲ့လိုမလုံးနဲ့နော်ငယ်ချင်းတွေကိုငါပဲလုပ်မယ်နောက်နေစားလဲပြီးပြီဆိုတော့ကွာမင်းတို့ငါမေးခွန်းတစ်ခုမေးမယ်ဖြေနိုင်ရင်ငါပြောင်းမှုတွေငါရှင်းမယ်
လုံးလိုက်လေကွာကြာသလားလို့ လူ73ယောက်ကွာတူတူပုံနေစော်မှာ10ယောက်မိသွားပြီဘယ်နှယောက်ကြံတော့ ဒီလောက်တော်တော်လေးက3ယောက်ကြာတော့မင်းရလေ ဟာနင်း ဟုတ်တယ်လေကွာမင်းကလည်း3ယောက်ကြာတာလေ အေးဟုတ်တယ်နော်3ယောက်ကြံတာအေးဟုတ်တယ်ငါမရှင်းလိုက်တော့မယ်ကွာပုံတင်မပုံရိုက်လိုက်အောင်မယ်ကွာဟုတ်ရဲ့ရှင်းပါလို့တော့ဟမ်ရှင်းပဲပုံတင်မလို့ဆိုဟုတ်တယ်လေပုံတင်တာကျမတယောက်တည်းပုံတင်ပါလေကိုပါတာဘာဖြစ်လို့လဲကိုတို့ကချစ်သူတွေပဲလေအော်ကိုကလည်းချစ်ရအကောင်ထဲမှာမိဘတွေရောကျွေမျိုးတွေရောတငယ်ချင်းတွေရောအကုန်ကြည့်တာကိုအချပြဖို့ကြတော့အချင်းမကြည်ကြီးဟုတ်ပါဟုတ်လားဟမ်ကိုဘာလုပ်တာလဲဒါငါပေးထားတာလေမင်းဖုန်းကပါပဲဝယ်ထားတာရော့မင်းဖုန်းကပါကိုပဲချစ်ဝယ်ပေးထားတာလေချစ်အပြစ်ပါကြီးမင်းတောင်တရားဝင်ချပြလို့စင်မပြေငါလည်းခဏပေးကြိုင်တာခုတော့ပြီးသွားပြီနောက်တစ်ချိန်ရောက်ရင်ချပြမှာမို့ကိုအားရဲ့ Amazing နောက်တစ်ချိန်တော်ပါကွာငါကလိုသုံးလိုပဲခံစားနေရတယ်မင်းနာမှာငါကတ်တွယ်မနေတော့ကိုဝယ်ပေးထားတဲ့ပုံရောကြံပေးခဲ့ကြီးကိုမျက်ကြီးဂျုံအိမ်မယ်နော်ဟယ်လိုအေးတားကြီးတို့ငါတို့ဒီနေ့အပြင်သွားပြီမိုးဝယ်စားမှာကွာ ဟာဟဲ့အောင်မင်းအိမ်မက်ရောက်နေရလားမင်းဆိုတဲ့ကောင်စော်တစ်ဘောနှစ်ပါကွာဘယ်တော့ငါတို့သတိရဘူးလို့တော့ အေးမင်းတို့ပြောတော့လဲငါခံရမှာပဲကွာအခုဟာကို့မလိုအပ်တဲ့သူရဲ့နားကနေငါစွန့်လို့ဖို့အတွက်လက်လို့ဖို့အတွက်ပင်ယူတတ်သွားပြီကွာ ငါချောင်းရင်ဟိုဘက်ဆိုင်တလုံးထောင်းနေရောင်းနေတာဟာ ဟဲ့နစ်ဆိုင်ကဈေးများတယ်မယူတော့ဘူးဟောက်ပဲအမြဲတော့ဝယ်တော့မယ် ဟဲ့လူကြီးရဲ့နေဘာတွေပြောနေတာတော့ဟိုမှာဈေးဝယ်လွတ်သွားပြီ တွေ့ရဒီတယောက်ထက်လွတ်တာမဟုတ်ဘူးဟေးအခုနစ်ရှီယာဝယ်သမျှဖောက်တဲ့အကောင်ဟိုဘက်ဆိုင်ရောက်သွားပြီမြောက်ထွက်ကြည့်လိုက်အောင် ရှင်းဆိုင်ကဈေးချိုလိုက်တာနော်နောက်ဆိုရှင်းချီပဲဝယ်မယ်နော်ဟောဘက်ကဈေးကြီးချက် ဟုတ်ကဲ့ကျမပစ္စည်းတွေကကောင်းပါတယ်တက်မဲ့ရှော့ရောင်းပေးတာအားပေးပါအောင်နော် ဟာတကယ်ကြီးရောင်းနေတာပဲငါလည်းရောင်းပါဒါကြမျိုး800တလုံး800 ငါချောင်းရ800နဲ့ရောင်းတော့ငါတို့ဘယ်လိုလုပ်မြတ်တော့မှာလဲဟာ မျက်ချင်းမြက်ချင်းတွေလူကြီးဟာငါ့ဦးတော့ဒီလိုလာမကြောနဲ့ငါဖုတ်တယ်ငါပြန်ခေါ်မှာ ငါချောင်းဟိုဘက်ဆိုင်ကမိန်းမကြီးလေပြာနဲ့ထွက်သွားသူ့ဆိုင်တော့ပိတ်မသွားဘူးဟာဘာဖြစ်တာလဲမသိဘူး ဟဲ့နင်တို့ယောက်ကမျက်ချင်းဆိုင်ရအောင်မသိကြဘူးလားသူ့ယောက်ျားဆေးရုံတက်နေရလေဆေးရုံကဖုံးဆက်လာလို့ရေးကြီးသွားခဲ့ပြီ ဟုတ်လား ဟုတ်တယ်ငွေလွန်နေလို့သူပစ္စည်းတွေကိုရှော့ရောင်းတာ လူကြီးငါတို့ဈေးရောင်းမယ်လို့ ဟဲ့နင်ကသူတို့ဆိုင်တော်ဝင်လိုက်ပြီဗော မဟုတ်ပါဘူးဗျာသူ့ဆိုင်ကိုကျွန်တော်ကူးရောင်းပေးနေတာကျွန်တော်ဆိုင်ကိုတော့လူကြီးနဲ့ပြစ်ထားခဲ့လိုက်တယ် ဟဲ့နင်ကစီးပွားတူနေတော့ပြိုင်မမဟုတ်ဘူးလား မဟုတ်ပါဘူးဗျာတယောက်အခက်အခဲဖြစ်နေကူညီရမှာပေါ့ဗျာခုသူအခက်အခဲဖြစ်နေလို့ကူးရောင်းပေးတာယူအများကြီးတော့ရှော့မပေးနိုင်ဘူးနော်သူလည်းအခက်အခဲဖြစ်နေတာဟောမပြန်လာပြီလားနားလေမဒီမှာဒါဒီနေ့ရောင်းရတဲ့ငွေကျွန်တော်ရောင်းပေးထားတယ်ရတယ်တော့နားလိုက်မ ဟင်လေကျေးဇူးတင်လိုက်တာငါမောင်ရဲ့မလည်းအရေးကြီးပြေးရလို့ပါကျေးဇူးပါပဲကွယ် ရပါတယ်မရဲ့အချင်းချင်းပဲအခက်အခဲဖြစ်နေကူညီရမှာပေါ့ဗျာမလိုပါဘူးကဲဗျာဒီနေ့မှာတော့အတန်းတွေကကောင်မလေးတွေကိုလွမ်းတာနဲ့မာလာရှန်ကောလှုပ်စာပြစ်လိုက်ပါတယ်ခင်ဗျာခုမာလာရှန်ကောလုံနီလေးကိုတစ်ချက်လောက်လိုက်ကြည့်လိုက်ပါအောင်ခင်ဗျာတနေ့မှငါမြဲတွေ့နေကြမိန်းကလေးတွေမမြင်မှာကွာမင်းတယောက်တည်းဟာကောင်းတယ်လို့လုံးကဲဗျာလို့ခုကျွန်တော်ဆိုတာကြည့်ပြီးစားကျင်နေပြီမလားလို့စားကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းစခွင်ကြီးကရက်လိုက်ပါတော့ဗျာလို့အပြင်မှာကြွေးချင်ပါစလာပါနောက်တာပါအတီပါဗျာလို့ကျွန်တော်ရှိကိုမှားလို့လည်းရပါတယ်စားကျင်လို့ရှိရင်တော့ကျွန်တော်အော်ဒါယူပြီးတော့လုပ်ပေးပါမယ်ခင်ဗျာကျွန်တော်စီအော်ဒါမှာလို့ရှိရင်တော့တန်ရောစင်တွေရောချစ်တွေရောလွမ်းနေတဲ့ကောင်မလေးကိုလွမ်းနေတဲ့ချစ်တွေရောအကုန်လုံးကိုထည့်ပြီးတော့ကျွန်တော်လုပ်ပေးလိုက်မှာပါပြန်လာနိုင်မလားဖုံပြောတဲ့စကားလေးတွေနဲ့နားတွေကမြေချနေလို့ပြန်လာပေးပါပြန်လာနိုင်မလားမဆိုင်တာတွေပြောမိကုန်ပြီဗျာလို့တကယ်မှာကျင်တယ်ဆိုလို့ရှိရင်မှားလို့ရတယ်နော်10ဝက်ထပ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လာဖို့ပေးမှာကဲဗျာကျွန်တော်တချို့ဆိုတာကိုနားထောင်ပြီးတော့စားကျင်စိတ်တွေပေါက်သွားပြီလို့တော့စားကျင်ရင်လည်းမကြွေးဘူးလို့တော့မပြောဘူးကြွေးမယ်နော်ဒါမဲ့များကျွန်တော်ခုတလုံးမှာရတန်းလေးကကောင်မလေးရမ်းလွမ်းနေတယ်ဘယ်လိုလုပ်ရမလဲလို့ကျွန်တော်ထားကြတဲ့ကောင်မလေးတွေလည်းလွမ်းတယ်လို့ကျွန်တော်ကအမြဲတမ်းထားခဲ့ခါတာကြပြားကြီးအတော့မုံရင်းကားလေးတစ်ပွဲလောက် အလွတ်လားအဆုံးလားတော့ အေးကွယ်အလွတ်ကဘလောက်လဲအစုံကဘလောက်လဲသမီး လွတ်က900အဆုံးက1000 အလွတ်ပဲတစ်ပွဲပွေးပါကွယ်သမီးအမေဟေးတာတောင်းမုံရင်းကားစားမလို့လိုက်လာတာလားလာသားထိုင်စားမယ်လေအမေအမမုံရင်းကားတစ်ပွဲလွတ်ပါစေဘယ်ကသာငါသားရဲ့မင်းစားချက်နေရတာအလွတ်မစားနဲ့အစုံစားအားရှိမှဖြစ်မှာငါသားရဲ့ကြပြားကြီးငါသားတို့အစုံတော့အစုံဟာမေရလဲအလွတ်ဆိုရင်ရပါတယ်ဗျအစုံကဈေးကြီးရလေ။အော်ငါသားလေးရဲ့အမိတယောက်လုံးရှိနေတာကိုဒီစကားတွေမပြောပါနဲ့။ငါသားအားရှိမှဖြစ်မှာလေ။သွားရရင်တန်းသွားတော့နော်ငါသား ဆောင်းတစ်ပွဲရပြီတော်လေး ။တာစားနေတော့နော်အမေဈေးဝယ်ပြီးမှလိုက်ခဲ့မယ်။ဟုတ်အမေအဲ့ဆိုတာသွားတော့မယ်နော်။အော်ဒါနဲ့ကြပြားကြီးငါအလိုတစ်ပွဲမယူတော့ဘူးနော်။အစုံတစ်ပွဲဘူးပဲယူလိုက်တော့ရော့တစ်ထောင် မနှက်စားမစားရသေးဘူးမဟုတ်ဘူးလားတော်ရဲ့စားသွားလေ ။မစားတော့ပါဘူးကြပြားရဲ့။ဈေးသွားအောင်မှနဲ့ပူမပဲအပြင်မှာဝင်စားပြင်းစားတော့မယ်နော်သမီး
ဘီတို့အဲ့မောကဘလို့ရောင်းတာ3000ပါပဲဗျာအဲ့ဆိုတစ်ထုပ်ယူမယ်ရော့ဟောဟုတ်ရော့အာနေအောင်လေယူအောင်ပါလေဒီအနီရောဘလောက်လို့သူလည်းတူတူပဲလေဟုတ်ပြီအနီတစ်ထုပ်ထပ်ပေးလိုက်โอเคရော့ဟမ်အေးငါကူထွက်လာပြီဟာကိုမုံတော့ဘူးမပေးခဲ့ရသေးဘူးလေနေဟုတ်ဗျာမုံတော့တရားဘလောက်တော့3000စီလေခဏလေးငါဒီကိစ္စရှင်းလိုက်အောင်မယ်3000ဆိုတော့6000လေဟုတ်တယ်လေ6000လေဘီတို့လက်ထက်ကပတ်စံဘလောက်တော့ရေးကြည့်တယ်မခင်ဗျာ9000လေးကိုဟောဗျာ9000ကြီးတောင်လား1000ပိုသေးရလေပြကျုပ်1000ပြန်ဘုံပြောနေမေးတော့အော်ဟုတ်ကဲ့ဟမ်မကြဘူးဟမ်မယူတော့ဘူးဟဟလားမယူတော့ဘူးတဲ့ရော့ဗျာခင်ဗျာလေဗျာဘာတော့ခင်ဗျာပြန်မအမ်းဘူးလားခုမှဝယ်တာနော်ဟုတ်ရပါတယ်ဗျာအာယုံတော့တာဗျာဘီလိုပါလဲဟုတ်ပြပတ်စံဟာကွာမုံတို့လေးရောင်းရမလားမှတ်တယ်ချိန်ကုန်တာပဲဖတ်တင်တယ်တစ်တော့ပဲကြည့်အောင်